င်္ဂလာပါကျွန်တော်နာမည်ဇွန်မျိုးထွတ်ဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသညောင်ရွှေမြို့နယ်ကီလာကျွေးရမှာနေထိုင်ပါတယ်မိသားစုအနေနဲ့အတော်ရှိပါတယ်ကျွန်တော်နေထိုင်တဲ့ကီလာရွာအပါအဝင်အင်းလေးဒေသတစ်ခုလုံးဟာစိတ်ပြွေးရေးကိုအများစုလောက်ကင်ကြပြီးတော့မှအဓိကအနေနဲ့ခရမ်းကျင်ဒီစိတ်ပြွေးရေးလုပ်ငန်းကိုလောက်ကင်ကြပါတယ်ဟင်းဒီရွက်စပြီးတော့စိတ်ပြိုးခဲ့တာတော့ငယ်ငယ်ကလေးကမိဘကူရင်းနဲ့ပဲစပြီးတော့စိတ်ပြိုးခဲ့တယ်။နောက်ကိုတိုင်ဦးစီးပြီးလှုပ်ဆောင်ခဲ့တာတော့1993လောက်မှ10တောင်းအောင်တဲ့နှစ်မှာပဲကိုတိုင်ဦးစီးပြီးတော့မှစပြီးတော့စိုက်ခဲ့တယ်။စိုက်တာတော့ဟင်းဒီရွက်အစုံစိုက်ပေမဲ့အဲ့ထဲမှာကတော့အဓိကခန်းကျင်ကိုပဲဦးစားပေးပြီးတော့အဓိကစိတ်ပြိုးခဲ့တယ်မျိုးအနေနဲ့ကတော့အဲ့တုန်းကဒေတာသေးပဲစိုက်ကြတယ်ဒီလို hybrid မျိုးတွေမပေါ်သေးဘူးနောက်ပြီးတော့ area အနေနဲ့ကတော့အဲ့တုန်းကတော့တဧကလောက်ပဲစပြီးတော့စိုက်ပျိုးခဲ့တာပေါ့ငယ်ငယ်တုန်းကတော့ဒီနေ့အနေထားအနေနဲ့က2ဧကစိုက်ထားပြီးတော့မှမြားနီမျိုးရဲ့ princess နဲ့စိုက်ထားတယ်တမျိုးတည်းစိုက်ထားတယ်ခန်းရှင်စိုက်ပျိုးရေးတွေကတော့လူနေမှုဘဝကျွန်တော်ဆိုလို့ရှိရင်အိမ်ကမိဘတွေကတက္ကသိုလ်ကပွဲရတဲ့အထိဒီစိုက်ပျိုးရေးလုပ်ငန်းတစ်ခုထဲနဲ့ပဲပွဲရအောင်ပညာသင်ပေးနိုင်ခဲ့တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်ဥဆောင်ပြီးလုပ်တဲ့အချိန်မှာလည်းဒီတောင်သူဘဝကနေပြီးတော့မှကုန်တယ်ဘဝရောက်တဲ့အထိကိုမြင့်တင်ပေးနိုင်ခဲ့တာပေါ့ဒီစိုက်ပျိုးခဲ့တဲ့တက်တန်းတစ်6ကနေပြီးတော့မှအတွေ့အကြုံတွေကနေပြီးတော့မှခုဆိုရင်စနစ်တကျမျိုးလဲရွေးချယ်တတ်လာတယ်ခရမ်းရှင်စိတ်ပြွေးလုပ်ငန်းကိုစင်ဆက်မပြလေးလာတင်ယူရင်းနဲ့ခေတ်နဲ့လှော်ညီတဲ့စိတ်ပြွေးနီးစနစ်တွေကိုလည်းစမ်းသပ်လောက်ကင်တွေးရှိလာရပါတယ်ဥပမာအနေနဲ့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီအများစုကခရမ်းရှင်2ပင်3ပင်တကျင်းနဲ့အဲ့လိုစိတ်ပြိုးတဲ့နေရာနေပြီးတော့မှကျွန်တော်ကဆိုလို့ရှိရင်2ပင်ကလည်းတတန်း3ပင်ကတတန်း1ပင်ကတတန်းနောက်ပြီးတော့ကုန်ကြစရိတ်ရယ်အပင်တက်တန်းရှည်မှုရယ်အတီးနှုံးရယ်အဲ့လို3နှစ်လောက်လေ့လာ data တွေအချက်လက်တွေစုပြီးတော့မှလေ့လာပြီးတော့မှလောက်ရင်းနဲ့အခုဆိုလို့ရှိရင်တပင်တဲ့စိုက်ပြိုးပြီးတော့မှကုန်ကြစရိတ်လည်းတက်တာအတီးထွန်းထုံးလည်းကောင်းအပင်တက်တန်းလည်းပိုရှည်တဲ့စိုက်ပြိုးစနစ်တစ်ခုကိုရရှိလာပါတယ်စိုက်ပြိုးသမားတွေရင်ဆိုင်နေရတဲ့အခက်အခဲစိန်ခေါ်မှုကတော့စိုက်ပြိုးစရိတ်ကြီးမြင့်မှုနောက်တစ်ခုကဘိုးမွားယောဂတံပေါ့ဒီနှစ်ခုလုံးအတွက်ကတော့ကျွန်တော်ကတော့ဒီမြားနီရဲ့ princess တမျိုးတည်းစိုက်တယ်တပင်တည်းစိုက်တယ်အဲကြတော့ခါနိုင်ရပိုရှိတယ်ထွက်နှုံးပိုကောင်းတယ်ကုန်ကြစိတ်တက်တာတယ်အဲဒါကြောင့်အဲ့လိုစိတ်ပြိုးပြီးတော့မှအဲ့လိုအခက်အခဲတွေကို
ကျော်လွှမ်းနိုင်ခဲ့ပါတယ်ကျော်လွှမ်းနေပါတယ်ကျွန်တော်တို့စိတ်ပြေးခြံသမားတွေရင်ဆိုင်နေရတဲ့အခက်အခဲကတော့စိတ်ပြေးစရိုက်ကြီးမြင့်မှုစိတ်ပြေးစရိုက်ကြီးမြင့်မှုအတွက်ကတော့ကျွန်တော်ကတော့ဒီကျွန်တော်စောကပြောထားတဲ့စမ်းသပ်စိတ်ပြောထားတဲ့အတိုင်းမြားနီရဲ့ princess တစ်မျိုးတည်းကိုမှတပင်ထဲစိုက်ပြီးတော့မှကုန်ကြစိတ်လဲတတ်တာအောင်အပင်ဖွင့်ထုံးလဲကောင်းအောင်ပင်တက်တန်းလဲရှည်အောင်လှုပ်ဆောင်ပြီးတော့မှအဲ့လိုအခက်အခဲတွေအားလုံးကိုကျော်လွှမ်းနိုင်အောင်ကျွန်တော်လှုပ်ဆောင်နေပါတယ်တချို့အခက်အခဲတွေကိုလည်းကျော်လွှမ်းနိုင်ခဲ့ပါပြီခြံသမားဘဝမှာအပျော်ရွှင်ဆုံးအချိန်ကဈေးအကောင်းဆုံးရတဲ့အချိန်နဲ့ထွန်းထုံးလဲအကောင်းဆုံးအပင်တက်တန်းလဲအခြေဆုံးအဲ့လိုဖြစ်တဲ့အချိန်ကတော့အပျော်ရွှင်ဆုံးပါပဲကျွန်တော်အနေနဲ့တခြားတောင်သူတွေကိုအကြံပေးချင်တာကတော့တမယရုကျစိတ်ပြေးစနစ်တွေကနေပြီးတော့မှခင်မီတဲ့ဤစနစ်တွေကိုစမ်းသပ်စိတ်ကွင်းစိတ်ကွက်တွေလောက်ပြီးတော့မှစမ်းသပ်စိတ်ပြေးကြည့်စေချင်ပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းအရင်တော့ကမျိုး2မျိုး3မျိုးကိုတကျင်းထဲမှာ2ပင်3ပင်စိုက်ပြီးတော့မှစိတ်ပြေးခဲ့ဖူးပါတယ်ဒါပေမဲ့ကုန်ကျစရိတ်ကြီးမြင့်လာတဲ့အချိန်မှာကျတော့ကိုယ်တိုင်စမ်းသပ်စိတ်ပြေးရင်းနဲ့3ပင်ကတကျင်း3ပင်တန်းကတန်း2ပင်တန်းကတန်း1ပင်တန်းကတန်းအဲ့လိုစိတ်ပြေးရင်းနဲ့1ပင်တန်းကအားသာချက်တွေအများကြီးတွေ့ရပါတယ်တမျိုးတည်း1ပင်ထဲစိုက်တဲ့အချိန်မှာကျွန်တော်ဆိုလို့ရှိရင်မြားနီရဲ့ princess တမျိုးတည်းကိုစိုက်တဲ့အတွက်ကြောင့်အပင်ကလေဝင်လေထွက်လည်းကောင်းတယ်မျိုးစာလည်းကုန်ကျစရိတ်တက်တာတယ်ပင်တက်တန်းလည်းရှည်တယ်အဲကြောင့်မို့ခြံသမားတွေကိုခင်ပြီးတဲ့ဒီနီးစနစ်တွေနဲ့စမ်းသပ်ပြီးတော့မှစိတ်ပြိုးကြဖို့အကြံပေးခြင်းပါတယ်။နောင်လာမဲ့9နှစ်အတွက်ကတော့ကျွန်တော်ဒီထက်ပိုပြီးတော့အောင်မြင်မှုရလာမှာလို့ယုံကြည်ပါတယ်။